ကျွန်တော် channel လေးကိုကြိုက်ရင် subscribe ပါလေးကိုနှိပ်ပြီး like and share လေးလုပ်ပေးပါဦး ဖုန်းနေလုံး100ကျော်လောက်မရခြင်းကစီစဉ် event နဲ့ဆိုလုံး300ကျော်လောက်ဒီသူတို့ကပေးပါတယ်အလုံးတွေတစ်ခါတလေကြရင်သူတို့ရဲ့ promote diamond တွေဘလောက်ရတယ်ဆိုတော့ဒီမှာပါပထမသူတို့ကဒီမှာRaising ပြိုင်ပွဲဝင်ပြိုင်လို့ရှိရင်တော့မှ diamond 10လုံးကျဲလေးတွေက diamond 4လို့ရပါတယ်ဘလို့ best server မှာဆိုရင်ရင်းမှာပါ rank ကို lesson တပွဲစော်မယ် rank 2ပွဲစော်မယ် best server မှာကျဲလေးတွေရပါတယ်ဒီမှာပါလီဂျန်ရောက်တဲ့လူတွေနေနေကျဲ50လီဂျန်အိုင်မှာ50လီဂျန်3မှာ50အဲ့လိုပေးပါတယ်မတ်တင်မှာဆိုတပွဲတက်တာနဲ့100ရပါတယ်အဲ့တော့ဒီကောင်ကောက်ပါတယ်ဒီမှာပွဲ45ပွဲအနိုင်ရရှိလို့ရှိရင်စတာ50ရအောင်စတာ50ဆို diamond 50ပါဘလို့အနေနဲ့ best server ကိုလူချင်းလို့ရှိလို့ရှိရင်ကျွန်တော်ရဲ့အကောက်ကလင်းချပေးထားပါမယ်အဲ့လင်းရဲ့တစ်ဆင့်ဝင်ပြီးတော့ best server ဖွင့်လို့ရပါတယ် original server နီးလောက်မကောင်းပေမဲ့ best server အစစ်နီးလောက်ကိုတော့ရပါတယ် best server လို့အနေထားလောက်တော့ရပါတယ်ကျွန်တော်ရဲ့ video လေးကြိုက်တယ်ဆိုရင်တော့ subscriber လေးနဲ့ like and share လေးကိုတော့နှိပ်ပေးခဲ့ကြပါအောင်ဘလို့ကြီးနောက်ထပ်ဂုံးစင်းရမယ့် video တွေဘလို့ဖွင့်ကျင်တဲ့အကောက်တွေအတွက်ကျွန်တော်ဖွင့်ပေးထားပါမယ် best server ဖွင့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောက်ကိုဝင်ပြီးတော့ comment ထဲမှာ best server ဖွင့်ပြီးပါလို့ရေးရင်လည်းကျွန်တော်ဖွင့်ပြီးပါမယ်ဘလို့အနေနဲ့အမှန်လေးနဲ့ဝင်ကျင်တဲ့နံပါတ်တွေကိုလွယ်ကူနဲ့ရချင်း6ဆို3236ပဲရှိတယ်အဲ့လိုနံပါတ်တွေဘလို့အနေနဲ့မလို့ချင်ကြဘူးလားညူကီတို့အနေနဲ့လိုချင်တယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်ရဲ့အကောက်ကကို subscriber ရဲ့ like လေးရဲ့ share လေးနှုတ်ပြီးခဲ့ပါကျွန်တော်ဘိုင်းမှာ link ချပေးထားပါတယ်အဲ့ link ရိုင်းမှာတစ်ဆင့်ဝင်ပြီးတော့ best server အကောက်ကိုဖွင့်လို့ရပါတယ်ဖွင့်တဲ့ဒီများတော့ကျွန်တော် comment ထဲမှာ best server လို့ရေးပေးခဲ့ကြပါကျွန်တော်ကိုယ်တိုင်ဖွင့်ပြီးတော့ဘလို့